အားလုံးပဲမင်္ဂလာပါစု 9pm channel ကနေကြိုဆိုလိုက်ပါတယ်ဒီ channel ကနေဇလန်းအသစ်တွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်လို့ like and subscribe လေးလုပ်ပေးထားကြပါအောင်နော်တင်ဆက်သူကတော့စုဖြစ်ပါတယ်ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇလန်းကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်ကမြန်မာနိုင်ငံအလယ်ပိုင်းမြို့နယ်တစ်ခုမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်အခြေခံစိတ်ဒဇခြောက်ခြားဖွယ်ရာဇလန်းတစ်ပုဒ်ဖြစ်ပါတယ်လူနာတွေကိုကုသပေးရမယ့်ဆရာဝန်မလေးတစ်ယောက်သူကိုယ်တိုင်ဝိညာဉ်တွေရဲ့ခြောက်လန့်မှုကိုနိုင်ပေါင်းများစွာကြုံတွေ့ခဲ့ရတဲ့အခါလွန်ခဲ့တဲ့3နှစ်ခန့်မိုးရာသီအကုန်စောင်းအကူညနေခင်းတစ်ခုပေါ့ဒေါက်တာခိုင်တယောက်တီးရီလင်္ကာကနေဆေးပညာပွဲလွန်ပြီးလို့မြန်မာပြည်ပြန်ရောက်ပြီးတိတ်မကြခင်မှာပဲနယ်မြို့လေးတစ်ခုကပြည်သူ့ဆေးရုံမှာတာဝန်ကျခဲ့ပါတယ်ဆေးရုံကမြို့နယ်အနှဲငယ်လှမ်းပြီးတစ်ပင်ကြီးတွေအုပ်ဆိုင်နေတဲ့ဝင်းကျယ်ကြီးထဲမှာရှိတာပါဆရာဝန်မလေးခိုင်ဆေးရုံကိုရောက်တဲ့နေ့မှာပဲဆေးရုံအုပ်ကြီးကတော်ရဲတစ်ခုကမ်းပေးပါတယ်သမီးခိုင်သမီးနေရမယ့်နေရာကဆေးရုံဝင်းရဲ့အနောက်ဘက်ဆုံးကသမားတော်လိုင်းကမ်းပဲအခန်းနံပါတ်4ပေါ့အဲ့ဒီဘက်ကနည်းနည်းတော့တိတ်ဆိတ်တယ်အဆင်ပြေရဲ့လားဒေါက်တာခိုင်ကလူငယ်တဘာဝတရေတစီဆိုတာထက်သိပ္ပံပညာကိုပဲယုံကြည်သူမူပြုံးပြီးပဲလက်ခံလိုက်ပါတယ်ဒါပေမဲ့သူမလိုင်းကန်းစီကိုလမ်းလျှောက်သွားတဲ့အချိန်မှာပဲထူးဆန်းတဲ့အေးစိမ့်မှုကြီးတစ်ခုကိုစတင်ခန်းစားလိုက်ရပါတယ်လိုင်းကန်းကတထက်တိုက်အရှိကြီးကိုအခန်းလေးခန်းဖွဲ့ထားတာပါနံပါတ်1 2 3ခန်းတွေကတော့တော့ခတ်ထားပြီးဖုံတွေတက်နေတယ်သူမနေရမယ့်နံပါတ်4ခန်းကတော့အစွန်ဆုံးမှာတက္ကမကြီးကထုံးတုပ်ထားတာကြားလို့အယောင်လွင့်နေတဲ့အစင်းရောင်တကားကြီးဖြစ်နေပါတယ်အဲ့ဒီနေ့ညကစပြီးဒေါက်တာခိုင်တယောက်အိမ်မပျော်တဲ့ညတွေကိုစတင်ဖြတ်တန်းခဲ့ရပါတော့တယ်ည12နာရီခန့်မှာခိုင်ကရင်ပေါ်လှဲပြီးမိကနေဖြစ်သွားချိန်အခန်းတကားကိုအပြင်ကနေလူတစ်ယောက်ကအားကုန်ဆောက်ကန်သလိုအတန်းကြီးဝုန်းကနေထွက်လာပါတယ်ခိုင်လန်တို့သွားပြီးတကားစီပြေးကြည့်ပေမဲ့ဘယ်သူမှမရှိဘူးအပြင်မှာလေလဲမတိုက်ပါဘူးဒါဟာလိုင်းကန်းနံပါတ်4ရဲ့ပထမဆုံး6လမှုဖြစ်ပါတယ်ဒုတိယမြောက်ညမှာတော့ပိုပြီးအနံ့အသက်ပါပါလာပါတယ်ညတနာရီခန့်မှာခိုင်ရဲ့နှာခေါင်းထဲကိုပုတ်စော်နန်းလာတဲ့အလောင်းနံကြီးကအခန်းပြေဝင်လာတယ်အဲ့ဒီအနံ့ကဘယ်ကလာလဲဆိုတာရှာဖွေဖို့ခိုင်ကရင်ပေါ်ကဆင်းလိုက်တဲ့အချိန်အတန်ကသူမရဲ့ကရင်အောက်ကနေထွက်လာတာပါခိုင်သွေးပြတ်မတက်ဖြစ်သွားပေမဲ့စိတ်ကိုတင်းပြီးဓာတ်မီးနဲ့ကရင်အောက်ကိုငုံကြည့်လိုက်တယ်ကရင်အောက်မှာဘာမှမရှိဘူးဒါပေမဲ့ဓာတ်မီးအလင်းတန်းအောက်မှာတွေးလိုက်ရတာကတော့အုတ်ကျွတ်ကျမ်းပြင်ပေါ်မှာလက်လက်ဆက်ဆက်သွေးကွက်ကြီးတစ်ကွက်ပြီးတော့အဲ့ဒီသွေးကွက်ဘေးမှာလူတစ်ယောက်လက်ငါးချောင်းဖြင့်မြေပြင်ကိုကုတ်ချစ်ထားတဲ့သွေးရောင်လက်သေးရာကြီးတွေခိုင်အနောက်ကိုဆုပ်လိုက်မိတဲ့အချိန်မှာပဲအခန်းမျက်နှာချက်ပေါ်ကနေသွေးဆက်တစ်ဆက်ကသူမရဲ့ပခုံးပေါ်ကိုတောက်ခနဲကျလာခဲ့ပါတယ်မျက်နှာချက်ကိုမော့ကြည့်လိုက်တော့ဝါတတအရေးတစ်ခုကမျက်နှာချက်တောက်မှာကပ်ပြီးသူမကိုစိုက်ကြည့်နေတာကိုဝေဝေဝါးဝါမြင်လိုက်ရပါတယ်နောက်တစ်နေ့မနက်မှာတော့ဒေါက်တာခိုင်တယောက်ညကကြုံခဲ့ရတဲ့အကြောင်းတွေကိုဆေးရုံကရုံးအဖွဲ့မှူးအဖိုးကြီးဦးတင်ရွှေကိုမင်းမြတ်မာတော့တယ်ဦးတင်ရွှေကဆေးလိပ်ကြီးကိုခဲပြီးတပ်ပြင်းချရင်ပြောပြပါတယ်ဒေါက်တာအဲ့ဒီလိုင်းကန်းနေရာကပကံခစ်ကလေးကရှိခဲ့တယ်ရှေးဟောင်းတင်းချိုင်းမြေပေါ်မှာစောက်ထားတာဗျဗြိတိရှခေတ်တုန်းကလည်းအဲ့ဒီနေရာမှာစစ်ဆေးရုံစောက်ပြီးတေတဲ့သူတွေကိုမြှောက်ခဲ့တာဒေါက်တာတို့နေတဲ့လိုင်းကန်းနံပါတ်4ကလွန်ခဲ့တဲ့9နှစ်ကမက်စိန်ဆိုတဲ့အမျိုးသမီးလူနာတစ်ယောက်ကိုဇွဲချိုးချတည်သွားတဲ့နေရာပဲအဲ့ဒီနောက်ပိုင်းဘယ်သမားတော်မှမနေရဲလို့ပိတ်ထားတာကြာပြီဗျဦးတင့်ရွှေရဲ့စကားကြောင့်ခိုင်တယောက်ကြောချမ်းသွားပေမဲ့လူနာတွေရှိနေတာမို့
စိတ်ကိုတင်းပြီးတာဝန်ဆက်ထမ်းဆောင်ခဲ့ပါတယ်။တတိယမြောက်ညမှာတော့ဆေးရုံကြီးတစ်ခုလုံးမှုန်တိုင်းမိသလိုဖြစ်သွားခဲ့ပါတယ်။အဲ့ဒီညကမိုးကလည်းတဲတဲမဲမဲရွာနေတာ။ခိုင်တယောက်ည2 နာရီမှာဆေးရုံကြီးဘက်ကနေအရှိပေါ်ဖုန်းခေါ်တန်းကြောင့်နိုးလာပါတယ်။ဒေါက်တာအရေးပေါ်ဌာနကိုအမြန်လာပေးပါအောင်လူနာတယောက်ရောက်နေလို့ခိုင်ထီလေးဆောင်ပြီးလိုင်းငန်းကနေဆေးရုံအဆောက်အုံဘက်ကိုမောင်မောင်မဲမဲတဲ့လမ်းလျှောက်လာခဲ့တယ်။ဆေးရုံစင်ကြံလမ်းအတိုင်းလျှောက်လာရင်သူမရဲ့အနောက်ကနေခြေတန်းတစ်ချက်ကြားလိုက်ရတယ်။သူမခြေလမ်းရက်ရင်အနောက်ကခြေတန်းကရက်တယ်။သူမလျှောက်ရင်အနောက်ကလျှောက်တယ်။ခိုင်ကြောက်နဲ့အနောက်ကိုဇက်ခနဲလှည့်ကြည့်လိုက်တော့စင်းစံလန်းရဲ့မိချောင်မှိတ်တုံအောင်မှာအသက်30ခန့်အမျိုးသမီးတစ်ယောက်ခေါင်းကြီးငိုက်ဆိုင်ချပြီးရက်နေတယ်။အဲ့ဒီအမျိုးသမီးဝတ်ထားတာကဆေးရုံကလူနာဝတ်စုံအပြာရောင်ဒါပေမဲ့ကြောက်စရာကောင်းတာကသူမရဲ့ခြေထောက်နှစ်ဖက်စလုံးကမြေပြင်ပေါ်မှာမရှိပဲလေထဲမှာ6 လက်မခန့်ပင်မျောနေတာပါ။ခိုင်အော်ဟစ်ပြီးအရေးပေါ်ဌာနတွေကိုဝုန်းကနေပြေးဝင်သွားခဲ့တယ်။အထဲရောက်တော့တာဝန်ကျနတ်စမလူတွေကိုမေးတာပေါ့။အပြင်မှာလူနာတစ်ယောက်ရက်နေတယ်။အပြာရောင်ဝတ်စုံနဲ့နတ်စမလေးတွေကတယောက်မျက်နှာတယောက်ကြည့်ပြီးမျက်နှာတွေပြနှမ်းသွားကြတယ်။အဲ့ဒီနောက်အကြီးတန်းနတ်စမကြီးကတုံတုံရင်ရင်နဲ့ပြောရှာတယ်။ဒေါက်တာအပြင်မှာဘယ်လူနာမှမရှိပါဘူး။အဲ့ဒါကျမတို့ပြောပြတဲ့မက်ဆေရဲ့ဝိညာဉ်ဖြစ်လိမ့်မယ်။သူကညာဘက်ဆိုရင်ဆရာဝန်တွေကိုလိုက်ပြီး6 လန့်တက်တယ်။ခိုင်ဆေးရုံမှာဆက်မနေရတော့ပဲအခန်းကိုပြန်ပြေးလာပြီးပစ္စည်းတွေသိမ်းကမြို့ပေါ်ကဟိုတယ်တစ်ခုခုမှာသွားအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အခန်းထဲရောက်လို့တစ်တာအိတ်ကိုဆွဲဖွင့်လိုက်တဲ့အချိန်အခန်းမိကွက်ကဟုတ်ခနဲငိမ့်သွားခဲ့ရပြီ။တစ်ခန်းလုံးမှောင်အတိဖြစ်သွားတဲ့အချိန်ညနေ3 နာရီတိတိမိနစ်ကတာရောက်သွားပါတယ်။အခန်းတောင်ကကလထိုင်အိုကြီးကအလိုလိုလှုပ်ရှားလာတယ်။ဓမီနဲ့လှမ်းထိုးကြည့်လိုက်တဲ့အခါကလထိုင်ပေါ်မှာစောစောကအပြာရောင်ဝတ်စုံတဲ့မိန်းမကြီးထိုင်နေတာကိုကွက်ကွက်ကွင်းကွင်းမြင်လိုက်ရပါတော့တယ်။၎င်းကခေါင်းကိုဖြည်းဖြည်းချင်းမော့လာတယ်။၎င်းရဲ့မျက်နှာမှာနှလုံးအိမ်နှစ်ဖက်စလုံးမရှိတော့ပဲသွေးပုတ်တွေစီးကျနေတဲ့ပေါက်နှက်ကြီးနှစ်ခုသာရှိတော့တယ်။၎င်းကပါဇက်ကြီးကိုနရွက်အထိဖဲပြီးအတန်နဲ့ကြီးနဲ့အော်ဟစ်လိုက်တယ်။မင်းငားနေရတာကနေဘယ်မှထွက်ပြေးလို့မရဘူး။ငါလည်းပဲကြိုးကွင်းစွတ်တော့ကခံစားရတဲ့နာကျင်မှုကိုမင်းမှခံစားရစေရမယ်။ဝိညာဉ်ဆိုးကြီးကကလထိုင်မော်ကနေလေထဲကိုဝဲကနေပြန်တက်လာပြီးခိုင်ရဲ့လေပင်ကိုခြုံထက်လာတဲ့လက်သေးနဲ့ကြီးတွေနဲ့အာကောလှမ်းမြစ်တော့တာပဲခိုင်တက်ရှူချက်ပြီးမြေပြင်ပေါ်လဲကျသွားခဲ့ရတယ်။သူမရဲ့လက်ဖွားတွေမြေပြင်ကိုဆမ်းမိတဲ့အချိန်မှာစမ်းမြင်ကကြောက်ပြားတွေကအရှိပြောကျသွားပြီးမြေအောက်ကနေလူတီရိုးစုလက်ထောင်ပေါင်းများစွာထိုးထွက်လာကခိုင်ရဲ့ခြေထောက်ကိုမြေအောက်ထဲဆွဲချဖို့ကြိုးစားကြတော့တယ်။ကဲကြပါဦးကဲကြပါဦးခိုင်ဘဝမှာနောက်ဆုံးအချိန်ဖြစ်အားကုန်အော်ဟစ်ရင်သူမရဲ့လက်ထဲမှာမိမိဆွဲထားတဲ့ဖျားပုံတော်ဆွဲပြားလေးကိုစစ်ပါအောင်ဆုပ်ပြီးဂုံတော်ကုန်းပါကိုစိတ်ထဲကနေအသက်လူပြီးရွတ်ဆိုလိုက်ပါတော့တယ်။ဣတိပိသောဘဂဝါအရဟံဖျားကုံတော်ရဲ့အလင်းတန်းကအမောင်တို့ကိုခွဲထွက်သွားပြီးခါရဲ့လေပင်ကိုညှစ်ထားတဲ့ဝိညာဉ်ဆိုးကြီးဟာစူးစူးဝါးဝါအော်ဟစ်ရင်မျက်နှာချက်ပေါ်ကိုလွင့်ပြန်ပြီးပျောက်ကွယ်သွားခဲ့ရပါတော့တယ်။စမ်းမြင်ကအယိုးစုလက်တွေလည်းမြေမြုပ်ပျောက်ကွယ်သွားခဲ့ရပြီ။ခိုင်တယောက်တတိမိသွားပြီးနောက်တစ်နေ့မနက်ဆေးရုံဝင်းထဲကလူတွေလာကယ်မှပဲနိုးလာပါတော့တယ်။သူမဟာအဲ့ဒီနေ့မှာပဲပစ္စည်းတွေကိုအကုန်သိမ်းပြီးဆေးရုံကနေတာဝန်ပြောင်းရွှေ့ခွင့်ဆက်ချစ်တင်ကထွက်ခွာသွားခဲ့ပါတော့တယ်။ဒါပေမဲ့ထူးဆန်းတာကခိုင်ထွက်သွားပြီး3 ရက်အကြာမှာအဲ့ဒီလိုင်းကန်းနံပါတ်4ရဲ့စမ်းမြင်ကို
ဆေးရုံကအလုပ်သမားတွေလာရောက်ပြုပြင်ဖို့ခွာလိုက်တဲ့အခါစမ်းမြင့်အောင်ပေအနှဲငယ်အကွာမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအောက်လန်းနီးနဲ့စီရင်ထားတဲ့လူသေးဦးခေါင်းကိုနဲ့သွေးဆိုးနေတဲ့ချိုးခွဲဟောင်းကြီးတစ်ပွင့်ကိုတူးဖော်တွေ့ရှိခဲ့ရပါတော့တယ်။အဲ့ဒီပစ္စည်းတွေဟာဝိညာဉ်တွေကိုမကျွတ်လွတ်အောင်ချီနှောင်ထားတဲ့အောက်လန်းအစီရင်တွေဖြစ်နေခဲ့တာပါ။ယနေ့ထက်တိုင်အဲ့ဒီနယ်ဆေးရုံဝင်းရဲ့အနောက်ဘက်ကအစိမ်းရောင်တကားနဲ့နိုင်ငံနံပါတ်လေးဟာဘယ်သူမှမနေရတော့ပဲတောခတ်ပြီးပြစ်ထားခြင်းခံရစေဖြစ်ပါတယ်။ညဘက်ည3 နာရီရောက်တိုင်းအဲ့ဒီခန်းထဲကနေမိန်းမတစ်ယောက်ရဲ့စိုက်ကြီးတငယ်ငိုကြွေးတံနဲ့တကားကိုဝုန်းကနေစောက်ကန်တံတွေကိုဆေးရုံဝန်ထမ်းတွေနဲ့လူနာဆောင်တွေကြားနေရစေဖြစ်ပါတော့တယ်။